hello ဆိုတော့ကျွန်တော်ဒီဗီဒီယိုပြန်ရိုက်နေတာပါဒါကတော့ road to otherwise နောက်ဆုံးနေ့ဖြစ်ပါတယ်အခုတနိုင်လောက်ဖြစ်နေပြီနောက်ပြန်မြန်မာနဲ့အင်္ဂလိပ်ဖြေရမယ်အင်္ဂလိပ်ကတော့အဆင်ပြေတယ်တော်တော်ရနေပြီစိတ်ထဲမှာ okay ဆိုတဲ့ဟာရှိတယ်မြန်မာစာနည်းနည်းလူမြန်မာစာပါလဲဆိုတော့ကျွန်တော်မနေ့ကမှပြန်ပြီးကြက်ကမယ်ဟာတချို့ရှိတယ်မမီတော့ဘူးရမမီဘူးဆိုတာပြန်နှွေးရဟာတွေပေါ့နော်ကြက်တာတော့ကြက်ဘူးတွေဗျာမမီတော့တာပြန်နှွေးဖို့ဒီနေ့ကမြိုင်းတော့ပြောချင်ဘူးပေါ့နော်နောက်အရင်နေ့ကလည်းကျွန်တော်စူပွေးပွဲသွားရတယ်စူပွေးပွဲကနောက်ဆုံးမှပြီးတယ်ဆိုတော့အချိန်ပုတ်သွားတာပေါ့နော်ပြီးတော့ဒီနေ့ကျတော့ကျွန်တော်တင်ချသွားကြည့်ရယ်တင်ချကိုလုပ်ပြီးတော့မှမြန်မာစာလုပ်ရတာဖြစ်တဲ့အတွက်အချိန်တော့တိတ်မရှိဘူးပေါ့နော်ဒါပေမဲ့အthen quickly သူတို့ပေးမယ်ဆိုရင်60ဟာတော့ကြော်အောင်လုပ်လို့ရတယ်60ကြော်မယ်ပြီးရတဲ့ခါကျရင်ဟောပေါ့နော်မနေ့ပြန်ကြရင်စောစောထားပြီးတော့ကြည့်အောင်ပါဆိုတော့မနေ့ပြန်မြန်မာစာကြီးပဲကြည့်မှာမနေ့ပိုင်းပေါ့နော်မြန်မာစာဖြည့်ပြီးပြီဆိုမှအင်္ဂလိပ်စာပြန်ကြည့်တော့မယ်ဘာမှမလုပ်တော့ဘူးအင်္ဂလိပ်စာဆိုတော့ yeah I think I could do it this is the last day of road to LYC ရတော့ဒါနောက်ဆုံးဒီပဲဒါပေမဲ့လူကြုံဖြစ်နေစဲမှာလည်းကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒါပဲပြောချင်ပါတယ်ညတွင်းရတော့မချောင်ပါဘူး that's it bye bye yep let's go let's do it I'm still standing အဲ့တချင်းကောင်းတယ် I am still standing ဆိုတဲ့တချင်းရှိတယ် I am standing I am still standing အမေလိုက် bye bye you must